ကဘာသမိုင်းတစ်လျှောက်မှာလူပြောအများဆုံးနဲ့ကြောက်မက်ဖွယ်ရာအကောင်ဆုံးကျင့်စာတစ်ခုကိုပြပါဆိုရင်တော့အီဂျစ်ဖာရိုဘရင်တူတန်ခါမန်ရဲ့ဂူသိန်းချိုင်းကျင့်စာကိုပဲပြရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း3000ကျော်ကာလတုန်းကအီဂျစ်ဘရင်လေတူတန်ခါမန်ဟာအသက်19နှစ်အရွယ်နဲ့စမ်းကြယ်စွာကွယ်လွန်သွားခဲ့ပြီးသူ့ရဲ့ရုပ်အလောင်းကိုဖွက်ထားခဲ့ပါတယ်။သူ့ရဲ့ဂူသိန်းချိုင်းဟာဘယ်သူမှရှာမတွေ့နိုင်လောက်အောင်လျှို့ဝှက်လွန်းတာကြောင့်နှစ်ပေါင်းထောင်ကြီးကြာတဲ့အထိတဲကန်တရားအောင်မှာတိတ်တဆိတ်ပျောက်ဆုံးနေခဲ့ပါတယ်။1922ခုနှစ်ရောက်မှသာဟာဝတ်ကာတာလို့ခေါ်တဲ့ရှီဟောင်းသုတေသနပညာရှင်တယောက်ကဇွဲမလျှော့ပဲရှာဖွေရင်းနဲ့ဒီဂူသင်းချိုင်းကြီးကိုပြန်လည်တူဖော်တွေ့ရှိခဲ့ပါတယ်။ဂူဝါကိုရောက်တဲ့အခါမှာတော့ဘရင်ရဲ့အိတ်ဆက်မှုကိုနှောက်ယှက်သူမှန်သမျှတေမင်းကသူ့ရဲ့အတောင်ပန်းတွေကိုဖြန့်ကျက်ပြီးကြိုဆိုလိမ့်မယ်ဆိုတဲ့ကြောက်စရာစာတမ်းကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ရှားဖွေတွေ့ရှိမှုအတွက်ဝမ်းတာအားရထင်နေတဲ့သူတို့အဖွဲ့ဟာဒီသတိပေးချက်ကိုလစ်လျူရှုပြီးဂူးထင်းချိုင်းတကားကိုရိုက်ချိုးကအတင်းဝင်ရောက်ခဲ့ကြပါတယ်။ထူးဆန်းတာလားဂူးပွင့်တဲ့နေ့မှာပဲကာတာအမျက်ကြနိုးမွေးထားတဲ့ကန်ကောက်စေတဲ့ငှက်ကလေးဟာဘဲကရောက်လာမှမသိတဲ့မြွေဟောက်တကောင်ရဲ့ကြိုက်တက်ခြင်းကိုခံလိုက်ရပါတယ်။ဒါဟာဖာရိုဘရင်ရဲ့ကျင့်စာဆက်တင်လိုက်ပြီဆိုတဲ့ပထမဆုံးနမိတ်ဆိုးပဲလို့ဒေသခံအလုပ်သမားတွေကသတိပေးခဲ့ကြပေမဲ့သူတို့ကတော့မယုံကြည်ပဲဆက်လုပ်ခဲ့ကြပါတယ်။စီမံကိန်းတထေး Lord Gandavon ဟာဂူထဲဝင်ပြီးရွှေရင်းငွေတွေကိုကြည့်ရှုပြီးမကြခင်မှာပဲပေါက်ကိုချင်းကုံကိတ်ခံရကနေစဉ်ပြင်းထန်တဲ့ပိုးဝင်ခြင်းကိုခံစားခဲ့ရပါတယ်။သူဟာဆေးရုံကတင်ပေါ်မှာကိုပူချင်းတွေတက်ပြီးငါ့ကိုခေါ်နေပြီငါ့ကိုလာခေါ်နေကြပြီလို့အော်ဟစ်ကဆေးရုံမှာတေဆုံးသွားခဲ့ပါတယ်။ပိုပြီးထူဆိုင်တဲ့အချက်ကသူတေဆုံးတဲ့အချိန်တိတိပါပဲအီဂျစ်နိုင်ငံကိုင်ရိုမြို့တစ်မြို့လုံးဘာအကြောင်းပြချက်မှမရှိပဲမီးတွေပြတ်သွားကအမှောင်ကျသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမိုင်ပေါင်းများစွာဝေးတဲ့အင်္ဂလန်နိုင်ငံကသူ့အိမ်မှာကြံခဲ့တဲ့သူ့ရဲ့အချစ်တော်ခွေကြီးကကောင်းကင်ကိုမောက်ပြီးဥလိုက်ကနေရာမှာလဲကျတေဆုံးသွားခဲ့ပါတယ်။ဂူပွင့်ညမှာပါဝင်ပတ်သက်ခဲ့တဲ့အဖွဲ့သား20ကျော်ဟာလည်းမီးလောင်တာယောဂါရတာနဲ့လူထက်ခရရတာစတဲ့ထူးဆန်းတဲ့မတော်တဆမှုတွေနဲ့ဆက်တိုက်ဆိုသလိုတည်ဆုံးခဲ့ကြပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒါကကျင်းစာမဟုတ်ပဲနှစ်ပေါင်းကြာရှည်ပိတ်လောင်ထားတဲ့ဂူတွေကရှေးဟောင်းမှုပိုးမွှားတွေကြောင့်ထင်မယ်လို့ယူဆထားကြပါတယ်။ကျင်းစာဖဲလားပိုးမွှားလားဆိုတာဘယ်သူမှတိတိကျကျမသိရပါပဲ။တူတန်ခါမန်ရဲ့ဂူသင်းချိုင်အနားကိုတွားဖို့လူတွေဒီနေ့ထက်ထိကြောက်ရွံ့ဆဲဖြစ်ပါတယ်